ဒီအိမ်ကြီးထဲမှာလဲသူတို့ရဲ့မိသားစုဝင်တွေရှိတယ်စစ်နဲ့မဆိုင်တဲ့ကလေးနဲ့မိန်းမတွေရှိပါတယ်ဆိုတော့ကျွန်တော်တို့တိုက်တဲ့ခါမှာလဲအမတမတ်တရီထားပါတယ်အထူးသဖြင့်ကျွန်တော်စနိုက်ပါတွေဆိုလို့ရှိရင်ကျွန်တော်တို့အမိန်ပေးရင်တောင်မှမလုပ်ပါဘူးသူတို့ချိန်နေတဲ့ခါမှာသူတို့တွေ့တဲ့အခါမှာမိန်းကလေးနဲ့အမျိုးသမီးတွေတွေ့တဲ့ခါကြလို့ရှိရင်သူတို့မပစ်ဘူးနော်တချို့ဆိုလို့ရှိရင်တော့အမျိုးသမီးဒါပေမဲ့သူတို့ကင်းဆောင်တာတွေတွေ့တယ်ဒါပေမဲ့သူတို့ကြည့်လိုက်တဲ့ခါမှာကျတော့ရဲမယ်ဆိုတာကစစ်မေတွေမဟုတ်ဘူးဆိုတာသူတို့သိတဲ့ခါကြလို့ရှိရင်သူတို့လက်ရှောင်တာတွေရှိလာပါတယ်ဆိုတော့သူတို့ကျွန်တော်ပြောခဲ့တယ်လို့ပါပဲဒီချိန်မှာကျွန်တော်တို့ကသူသေးကိုသေးတိုက်နေတာမျိုးမဟုတ်ဘဲနဲ့ဒီနေရာရရှိဖို့ရန်အတွက်နောက်ဆုတ်ဖို့ရန်အတွက်ကျွန်တော်တို့ကpush ပြီးတော့တိုက်နေတဲ့သဘောမျိုးမှာပဲရှိနေပါသေးတယ်ပြီးတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်ဝိုင်းထားတာက3လလောက်ရှိနေပါပြီအထက်မှာဝိုင်းထားခြင်းခံရတဲ့လူတွေရဲ့စိတ်ဓာတ်ကလည်းတဖြည်းဖြည်းချင်းကျွန်တော်တို့တီးရမှာပါကျွန်တော်ဘက်ကမီးဖြတ်ထားတယ်ရေဖြတ်ထားတယ်ပြီးတော့အပြင်လူတွေနဲ့သွားလာဆက်ဆံလို့မရအောင်ကျွန်တော်ပိတ်ထားတယ်သူတို့ဘက်ကနေပြီးတော့မှရနိုင်တဲ့ဒီဒီအကူအညီတွေကမိုးပေါ်ကနေကျလာတယ်ပေါ့နော်မိုးပေါ်ကနေကျလာတာတော့မှသွားလေထီးနဲ့ကျလာတာမျိုးမဟုတ်ဘဲနဲ့ဖုတ်ခနဲ့ဆိုပြီးတော့ချရတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့အထက်ကနေသူတို့ရဲ့အထက်ကနေသူတို့ရဲ့နောက်တန်းကနေရနိုင်တဲ့အကူအညီတွေကကျွန်တော်တို့ထက်အမတန်မှ limited ဖြစ်တယ်ဒီနေ့ထိကျွန်တော်3လထိကြာတယ်တချို့ကတော့ပြောမယ်အခုထိဘာဖြစ်တယ်ညာဖြစ်တယ်တကယ်တော့ကျွန်တော်စိတ်သက်ကြမှာကကျွန်တော်တို့တွေမဟုတ်ဘူးသူတို့ဘက်ကစိတ်သက်ကြမှာ3လလုံးအဝိုင်းခံတယ်အဝိုက်ခံရတယ်ဆိုတာနေတာမဟုတ်ဘူးအခြေချုပ်ခံရတာပေါ့နော်လူပေါင်းရောက်100ကျော်ရဲ့စာဝတ်နေရေးလူပေါင်းရောက်100ကျော်ရဲ့လိုအပ်မှုအဝါကိုအမြဲတမ်းလင်းပြန်တဲ့တစ်ချိန်လုံးပေးနိုင်မလားမလွယ်ဘူးသူတို့တောက်ဖို့ရေကစားသူတို့စားဖို့ကစားသူတို့တိုက်ရမယ်အရာကစားစေဝါအကုန်လုံးကိုလေကြောင်းကနေထောက်ပံ့နေဖို့ဆိုတာမလွယ်ဘူးလူအင်အားထက်ချဖို့ဆိုတာကလည်းစစ်ဆိုတာကလည်းတွက်ရသေးတာအခုတကယ်တမ်းဆိုရင်ဖလန်းကိုအလုံးသိတဲ့တိုင်းပဲသူတို့ကအကုန်ဖြက်စီးတာလေအကုန်ဖြက်စီးတယ်ဆိုတော့သူတို့အတွက်ကတော့အကုန်လုံး minus ပဲဘာမှမကြံတဲ့အခွင့်မရှိတဲ့ဖလန်းမျိုးအတွက်သူတို့စစ်သားပဲနေရောက်ထပ်ပြီးတော့စတေးခံပါလေသူတို့လေရင်စီဘယ်လောက်စတေးခံမလဲကျန်တဲ့မြန်မာနိုင်ငံမှာအရေးကြီးတဲ့မြို့တွေကုန်သွယ်ရေးမြို့တွေတိုးတက်ဖွံ့ဖြိုးနေတဲ့မြို့ကြီးတွေကာကွယ်ဖို့တွေတိုက်ခိုက်ဖို့တွေပြန်ယူရမှာတွေအများကြီးဖြစ်နေတဲ့အချိန်မှာခုနပြောသလိုတောင်းပေါ်သူတို့ဖျက်ဆီးထားတဲ့စေးရုံတောင်မှသူတို့မီးရှို့ထားတဲ့အခုချိန်မှာသူတို့ပြန်ယူရင်တောင်မှအစကနေပတ်စံကုန်ရမဲ့ငွေယူပေါက်လို့ဖြစ်နေမဲ့တိုက်မြို့အတွက်သူတို့ဘလောက်တကယ်ကုန်ချခံမှာမလို့လဲသူတို့မြို့ပေါ်မှာရှိတဲ့လူတွေလဲသူတို့တောင်ပေါ်မှာရှိနေတဲ့ကျွန်တော်တို့ရဲဘော်ပေါ့နော်အဲဒီစကားစားတွေလဲစဉ်းစားလို့ရမှာပါဟုတ်ကဲ့ခုနကိုစလိုင်းပီတာထန်ဖြေသွားတဲ့အထဲမှာပေါ့နော်ကျမတို့ဒီစစ်မေဒီမဟုတ်တာကိုသိပြီးတော့မှသူတို့ရဲ့မိသားစုတွေဖြစ်နေတာကိုသိတဲ့အခါမှာပေါ့နော်ကျမတို့ဒီရဲဘော်တော်လိုင်းရေးဘက်ကနေပြီးတော့မှဒါမပြစ်ခတ်ပဲနေမလို့ဆင်ရှင်ပြီးတော့မှသူတို့ကိုဒါမလုံဆောင်တဲ့အရာတွေကိုကြည်ချင်းအားဖြင့်တော့အသက်တစ်ချောင်းကိုတော်လိုင်းရေးဘက်ကနေပြီးတော့မှပြည်သူဆိုတဲ့အတိနဲ့ရန်သူရဲ့မိသားစုဖြစ်တော်ငါလဲပြည်သူဆိုတဲ့အတိနဲ့ပေါ့နော်ဒါစစ်စီမင်းစီကံကိုကျင့်ဆောင်တယ်လို့ကျမအနေနဲ့သုံးသပ်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့စကားစရိတ်ကန်နဲ့စစ်ကူတွေကိုပေါ့နော်ဘယ်လိုနည်းနဲ့မှမပို့နိုင်ဘူးပြီးကြလို့ရှိရင်ကျမတို့ဘက်ကလည်းဖြက်လေးဖြက်ဆိုတဲ့ပုံစံမျိုးနဲ့ရေမီးအကုန်လုံးဖြတ်ထားတယ်ဆိုတော့လေဒီရှင်တွေမျိုးမှာသူတို့ကဒီလောက်ထိတင်းခံနိုင်ရဘာကြောင့်လဲပေါ့နော်သူတို့ရိတ်ခါတွေဆူဆောင်ထားတာလားပြီးကြလို့ရှိရင်သူတို့ရဲ့အထဲအရှိနေရရောဘယ်လောက်ထိအဆိုးဆုံးအရှိနေထိရှိနေလဲပေါ့ပြီးကြလို့ရှိရင်ဒီခေါင်းဆောင်တွေနဲ့ကောကျမတို့ဒီဘက်ကခေါင်းဆောင်တွေကပြောဆိုဆက်ဆံတာမျိုးမရှိဘူးလားရှင်သူတို့အထဲကစစ်ကောင်စီရဲ့ခေါင်းဆောင်တွေနဲ့ပေါ့နော်အလံဖြူထောင်ဖို့အတွက်ကောဟုတ်ကဲ့ကျွန်တော်တို့စကားပြောချင်းမပြောချင်းကတော့ဒီလောလောဆယ်စီးရဲလှုပ်ချက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြောပြလို့မရတာကိုခွန်လို့ပေးစေချင်ပါတယ်ဒါပေမဲ့သူတို့ရဲ့အနေအထားကိုတော့ဒီတိုင်းဘယ်လို average ခံမှတ်လို့ရအောင်ကျွန်တော်တို့ပြောလို့ရတာကဒီနောက်တန်းပေါ့နော်နောက်တန်းခံစစ်တစ်ခုကိုပြင်ဆင်မယ်ဆိုလို့ရှိရင်သူတို့ကအနည်းဆုံး6လစာကိုစာနယ်ရိတ်ခါကိုပြင်ဆင်ရပါတယ်စာနယ်ရိတ်ခါဆိုတာမှာရှိနေဟိုနဲ့အပါအဝင်ပေါ့နော်ပြင်ဆင်ရပါတယ်ဆိုတော့တကယ်တမ်းသူတို့ရဲ့စီမင်းစီကံကိုတိကျလိုက်နာပြီးတော့ပြင်ဆင်ထားခဲ့မယ်ဆိုရင်သူတို့က6လစာရှိမှဖြစ်ပါတယ်စာနယ်ရိတ်ခါအတွက်ပေါ့နော်ခုနကျွန်တော်ပြောသလိုပြီးတော့ခုနတစ်ဖက်ကလည်းရှိတာကသူတို့ဘက်မှာအမြဲတမ်း propaganda ဖြစ်နေတာကမင်းတို့ပေါ့ဒီတပုံတွေလက်ထက်ရောက်သွားရင်ဒါလူရန်ကားတွေလက်ထက်ရောက်သွားလို့ရှိရင်အကုန်သေးမှာပဲအကုန်တတ်မှာပဲမင်းတို့တိုက်ရင်နဲ့သေးတာကမှမြက်သေးတယ်မင်းတို့ရှုံးပေးလို့မရဘူးဆိုတဲ့စိတ်ကလည်း
ဒါသူတို့အထက်လူကြီးတွေကအမြဲတမ်းရိုက်သွင်းထားတဲ့ကိစ္စပေါ့နော်အဲ့ဒါကိုပဲကျွန်တော်တို့ကတစ်ချိန်လုံးမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်လက်ထက်ရောက်လဲမသိဘူးပေါ့နော်အလကားကျွန်တော်တို့လူတတ်တဲ့သူတွေမဟုတ်ဘူးဆိုတာကျွန်တော်တို့ထုတ်ပြနေရတာကအဲ့ဒါတွေကြောင့်ပါပဲသူတို့ဒီအလျှော့ပေးလဲတေးမှာပဲအလျှော့မပေးပဲလဲတေးမှာပဲဆိုတော့စိတ်မျိုးကိုသူတို့ဘက်ကတေချာလေးစနစ်တကျရိုက်သွင်းထားတဲ့ဟာပေါ့နော်သူတို့စတဲ့ရက်ခါပိုင်းဆိုလို့ရှိရင်တော့ခုနလိုပေါ့အနည်းဆုံး6လအတွက်ပြင်ဆင်ထားပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့စဉ်းစားကြည့်ပေါ့နော်6လအကြာရှိရင်တောင်မှဟိုလက်ထဲမှာ1လစာ2လစာလောက်ပဲကျန်နေဆိုရင်စဉ်းစားတတ်တဲ့လူတော်စိုးရင်စရာဖြစ်လာပါပြီမစဉ်းစားတတ်တဲ့လူတော်ကတော့နောက်ထပ်2ရက်စာရှိလဲ AC ပဲဖြစ်နေမှာပဲဒါပေမဲ့စဉ်းစားတတ်တဲ့လူတော်ပထမ6လခံရှိတဲ့အချိန်မှာနဲ့3လပဲကျန်တော့တဲ့အချိန်မှာ2လပဲကျန်တော့တဲ့အချိန်မှာတော့ဒါသူတို့ရဲ့စဉ်းစားပုံကတော့အပြောင်းလဲရှိလာနိုင်မယ်လို့ယူဆထားပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကိုစလိုင်းပီတာတန်ခုနပြောသွားတဲ့အထက်မှာပေါ့နော်ဂျေဇုတင်စကားတွေပြောတဲ့အထက်မှာပိုင်ဆိုင်မှုတွေကိုပေးဆက်ထားရတဲ့သူတွေအတွက်ဆိုတဲ့အတိုင်းပဲပေါ့နော်ကျမတို့ဒီဖလမ်တိုက်ပွဲဝင်တာပေါ့နော်ဒီဘင်းနေရာမှာမဆိုကျမတို့တိုက်ပွဲဝင်တဲ့အခါမှာအိမ်နေမီးလောင်သွားတာအဆောက်အဦတွေမီးလောင်သွားတာပေါ့နော်အထူးသဖြင့်မကြသေးခင်ကလည်းကျမတို့ဒီ social media တွေပေါ်မှာဆိုလို့ရှိရင်နော်ဖလမ်စီယုံကမီးဟုံတောက်နေတာကိုပေါ့နော် social media ပေါ်မှာပြန့်နှံ့လာတာကိုတွေ့ရတယ်ပေါ့နော်ဒါနဲ့ဆက်လင်းပြီးတော့မိဘပြည်သူတွေကနေပြီးတော့အင်မတန်မှစိုးရိမ်ကြောက်ကြမှုတွေရှိတယ်အဆိုးဘက်ကဝေဖန်တဲ့သူတွေရှိတယ်လို့အကောင်းဘက်ကလည်းဝေဖန်ပြီးတော့မှနှစ်သိမ့်နဲ့ပြောဆိုစကားတွေလည်းကျမတို့တွေ့ချရတယ်ပေါ့နော်ဒါနဲ့ဆက်လင်းပြီးတော့မှချင်းညီနောင်ရဲ့တဘာပတိဝင်တယောက်အနေနဲ့ပေါ့နော်ကျမတို့ချင်းညီနောင်ရဲ့စစ်စင်ရေးကဘယ်လိုသွားနေတာလဲဘယ်အထိရောက်နေပြီလဲပေါ့နော်အထူးအားလုံးသိကြတယ်ဒီဖလန်စစ်စင်ရေးအခြေအနေနဲ့ရောဒီဘယ်လောက်ထိရှိပြီလဲပေါ့နော်အဆိုးဝါးဆုံးသော comment ကိုယူပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်ဖလန်ရှင်တွေကထန်တလန်လိုဖြစ်တော့မှာလားဆိုတဲ့စိုးရင်ပူပန်မှုတွေအပေါ်မှာဟောပေါ့နော်ဒါချင်းညီနောင်ရဲ့တဘာပတိဝင်အတယောက်အနေနဲ့ဘယ်လိုဖြည့်ချင်းချက်ပေးမလဲရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီချင်းညီနောင်ဆိုတာကတကယ်ကြတော့ဒါ6ဖွဲ့ပေါင်းထားတာပေါ့နော်ကျွန်တော်6ဖွဲ့ကတစ်ဖွဲ့ချင်းစီရဲ့ဒီ confidence level မူချိမဲ့ဆိုလို့ရှိရင်ဒါဘုရားခင်ရဲ့ဒီဟောပေါ့ဘုရားခင်ကျွန်တော်တို့ကိုအပြည့်မယူဘူးဆိုလို့ရှိရင်တော့ဒါကိုမြို့နယ်နဲ့ကိုဒေတာနဲ့ကိုဟောပေါ့ full confidence ရှိနေတဲ့အဖွဲ့အစည်းတွေပါတကယ်တမ်းကျတော့ကိုမြို့နယ်ချင်းစီမှာကိုအင်အားယူလို့ရမယ့်အဖွဲ့တွေပေါ့နော်ကိုအားကိုပြီးတော့ကိုဖျားနဲ့ကိုနဲ့ဖျားနဲ့ကိုရဲ့လူမျိုးနဲ့ကိုရဲ့ပြည်သူတွေနဲ့ကိုရဲ့မြို့နယ်သူမြို့နယ်သားတွေနဲ့ဒီထောင်ထားတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ချင်းပြည်အရေးဖြစ်လာတဲ့ခါကျလို့ရှိရင်တိုက်ပွဲမှာအတူတူကကျွန်တော်တို့ mission ကိုတစ်ဖွဲ့ချင်းစီတည်တံ့လုပ်တာမျိုးမဟုတ်ဘဲနဲ့ချင်းကြီးနောင်စစ်စင်ရေးအနေနဲ့လုပ်ကြမယ်ပူပေါင်းပါဝင်ကြမယ်ဆောင်ရွက်ကြမယ်ဆိုပြီးတော့မှလှုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တကယ်တမ်းကျတော့တိုက်ပွဲတစ်ခုဖြစ်လာတဲ့အခါမှာဆုံးရှုံးမှုတွေရှိပါတယ်အသက်အဆုံးရှုံးမှုတွေရှိသလိုဥစ္စာပစ္စည်းဆုံးရှုံးမှုတွေလည်းရှိပါတယ်ဆိုတော့အသက်ဆုံးရှုံးမှုတွေရောဥစ္စာပစ္စည်းဆုံးရှုံးမှုတွေရောအမတန်မှများပြားလှတဲ့စစ်စင်ရေးတစ်ခုဆောင်ရွက်တဲ့အခါမှာတာဝန်ယူမှုတာဝန်ခံမှုကအမတန်မှကြီးလာပါတယ်ဆိုတော့အထူးသဖြင့်ကျွန်တော်တို့ဘယ်လိုပြောရမလဲဒီ local လို့ပြောရမှာလား indigenous လို့ပြောရမှာလားပေါ့နော်နေခံနေရဲ့ဒီပါဝင်မှုကအမတန်မှအရေးကြီးလာပါတယ်အဲဒါကြောင့်မလို့ပေါ့ဒီဖလမ်မှာတိုက်တဲ့အခါမှာလည်းပဲဖလမ်နေခံနေရဲ့ဒီတာဝန်ယူမှုတာဝန်ခံမှုအမတန်မှကြီးလာပါတယ်တည်တင်ကိုတိုက်မယ်ဆိုလို့ရှိရင်တည်တင်ရဲ့တာဝန်ယူမှုတာဝန်ခံမှုအမတန်မှကြီးလာမှာဖြစ်ပါတယ်ဆိုတော့ the whole operation နေနဲ့ကြည့်မယ်ဆိုလို့ရှိရင် operation CB ပေါ့နော်ဒါပေမဲ့ခုနပြောသလိုနေခံနေရဲ့ဒီနေမြေခံနေရဲ့တာဝန်ယူမှုတာဝန်ခံမှုအမတန်မှကြီးလာပါတယ်ဒါပေမဲ့ခုနကျွန်တော်ပြောသလိုဒီစစ်စင်ရေးကဒီပေါ့ operation CB ဖြစ်တဲ့အတွက်ကြောင့်မလို့ဖလမ်သားတွေရဲ့စစ်စင်ရေးပဲမဟုတ်ပါဘူးချင်းကြီးနောင်အားလုံးရဲ့စစ်စင်ရေးဖြစ်ပါတယ်ဆိုတော့ဒီစစ်စင်ရေးအောင်မြင်ခြင်းမအောင်မြင်ခြင်းဟာချင်းကြီးနောင်အားလုံးရဲ့ဒီပေါ့အောင်မြင်ခြင်းဆုံးရှုံးခြင်းနဲ့တိုက်ရိုက်အချိုးကျနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒါသူက level တွေကအများကြီးရှိမှဖြစ်ပါတယ်ကျွန်တော်အားလုံးသိတဲ့အတိုင်း first ကျွန်တော်တိုက်ခိုက်တာမျိုးရှိပါတယ်ပြီးတော့ ဆိုတာကပထမအဆင့်အနေနဲ့ပေါ့နော်ကျွန်တော်ပူပေါင်းတိုက်ခိုက်မှုတွေလုပ်တယ်ကျွန်တော်အမှတ်မိကြအောင်မယ်ထင်ပါတယ်ဒီဘယ်လိုပြောရမလဲဒီဟောပေါ့ကျွန်တော်တို့ဒီဖလန်မျိုးသိန်းတိုက်ပွဲစားတဲ့အချိန်မှာမင်းတက်လဲကျွန်တော်တို့ break ထဲစားခဲ့ကြတာမှတ်မိမယ်ထင်ပါတယ်ဆိုတော့တောင်ပိုင်းမှာကျွန်တော်တို့တိုက်တယ်နောက်ပိုင်းမှာလည်းတခါလေး break ထဲကျွန်တော်တိုက်ခဲ့ကြတယ်အခုချိန်မှာတောင်ပိုင်းစစ်ပွဲတွေအကုန်လုံးပြီးသွားပါပြီကျွန်တော်တို့ဒီဖလန်မှာဆက်ပြီးတော့တိုက်နေတော့ဖြစ်ပါတယ်ဆိုတော့ဒီမြို့တစ်မြို့ကိုတိတ်လို့ရတဲ့အင်အားတစ်ခုကတောင်ပိုင်းမှာကျွန်တော်တို့ operation သွားနေတဲ့အချိန်မှာမြောက်ပိုင်းမှာလည်းပဲကျွန်တော်တို့သွားနေခြင်းဖြစ်ပါတယ်အခုလည်းပဲကျွန်တော်တို့တိုက်နေတဲ့အချိန်မှာ
ဒီတက်ရတဲ့ဒီပေါ့နေမြေအရာပေါ့နော်ကျွန်တော်တို့လူရင်အားဟောလက်နဲ့အင်အားကိုကျွန်တော်တို့သုံးရတာမျိုးတွေရှိပါတယ်ဆိုတော့ပြီးတော့အခုကျွန်တော်တို့အားလုံးလည်းဟို online တွေမှာ social media တွေမှာကျွန်တော်တို့တွေ့ကြမှာဖြစ်ပါတယ်ဒီဖလားမျိုးသိမ်းတိုက်ပွဲပြီးသလိုရှင်တိတိမျိုးသိမ်းတိုက်ပွဲတွေလည်းကျွန်တော်ပြင်ဆင်ထားတာရှိပါတယ်ကျွန်တော်ဟိုစကားစားလည်းတစ်ဖက်ကလည်းသူဟာသူပြင်ဆင်မှုရှိတာပေါ့နော်ဖလားအတွက်သူလိုအပ်တယ်လို့ထင်ရတဲ့ preparation ရှိတယ်လို့ကျွန်တော်တို့ဘက်ကလည်းလိုအပ်တယ်လို့ထင်ထားတဲ့ preparation တွေရှိတာပေါ့နော်ဆိုတော့ကျွန်တော်တို့အခုလက်ရှိအခြေအနေမှာဖလားကိုကျွန်တော် social media ပေါ်မှာလည်းရေးဖူးပါတယ်ဒါကျွန်တော်တို့အနေနဲ့ကတော့လူကိုဟိုအသက်သေစေချင်တာမျိုးမဟုတ်ဘူးတကယ်တမ်းကျတော့ဒီကျွန်တော်တို့စကားစားလဲကျွန်တော်တို့ကိုဒီဟောပေါ့ဒီမလိုလားအပ်တဲ့ဒီတိခိုက်ဆုံးရှုံးမှုတွေလုပ်နေတယ်ပေါ့နော်မဆိုင်တဲ့ပြည်သူတွေအိမ်တွေမိရှုဖြစ်စည်းတာတွေဘုံနဲ့ချတာတွေလုပ်နေပါတယ်တကယ်တမ်းကျတော့ကျွန်တော်တိုက်တဲ့ချိန်မှာအထဲမှာလည်းပဲစကားစားရဲ့ဒီအိမ်တွေထဲမှာလည်းသူတို့ရဲ့မိသားစုဝင်တွေရှိတယ်စစ်နဲ့မဆိုင်တဲ့ကလေးနဲ့မိန်းမတွေရှိပါတယ်ဆိုတော့ကျွန်တော်တို့တိုက်တဲ့ခါမှာလည်းအမတမသတိထားပါတယ်အထူးသဖြင့်ကျွန်တော်စနိုက်ပါတွေဆိုလို့ရှိရင်ကျွန်တော်တို့အမိန်ပေးရင်တောင်မှမလုပ်ပါဘူးသူတို့ချိန်နေတဲ့ခါမှာသူတို့တွေ့တဲ့အခါမှာမိန်းကလေးနဲ့အမျိုးသမီးတွေတွေ့တဲ့ခါကြလို့ရှိရင်သူတို့မပစ်ဘူးနော်တချို့ဆိုလို့ရှိရင်တော့အမျိုးသမီးဒါပေမဲ့သူတို့ကင်းဆောင်တာတွေတွေ့တယ်ဒါပေမဲ့သူတို့ကြည့်လိုက်တဲ့ခါမှာကျတော့ရဲမယ်ဆိုတာကစစ်မီတွေမဟုတ်ဘူးဆိုတာသူတို့သိတဲ့ခါကြလို့ရှိရင်သူတို့လက်ရှောင်တာတွေရှိလာပါတယ်ဆိုတော့သူတို့ကျွန်တော်ပြောခဲ့တယ်လို့ပါပဲဒီချိန်မှာကျွန်တော်တို့ကသူသေးကိုသေးတိုက်နေတာမျိုးမဟုတ်ဘဲနဲ့ဒီနေရာရရှိဖို့ရန်အတွက်နောက်ဆုတ်ဖို့ရန်အတွက်ကျွန်တော်တို့ကpush ပြီးတော့တိုက်နေတဲ့သဘောမျိုးမှာပဲရှိနေပါသေးတယ်ပြီးတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်ဟိုပေါ့ဝိုင်းထားတာက3လလောက်ရှိနေပါပြီအထက်မှာဝိုင်းထားခြင်းခံရတဲ့လူတွေရဲ့စိတ်ဓာတ်ကလည်းတဖြည်းဖြည်းချင်းကျွန်တော်တို့တီးရမှာပါကျွန်တော်တို့ဘက်ကမီးဖြတ်ထားတယ်ရေဖြတ်ထားတယ်ပြီးတော့အပြင်လူတွေနဲ့သွားလာဆက်ဆံလို့မရအောင်ကျွန်တော်ပိတ်ထားတယ်သူတို့ဘက်ကနေပြီးတော့မှရနိုင်တဲ့ဒီဒီအကူအညီတွေကမိုးပေါ်ကနေကျလာတယ်ပေါ့နော်မိုးပေါ်ကနေကျလာတာတော့မှသူကလေထီးနဲ့ကျလာတာမျိုးမဟုတ်ဘဲနဲ့ဖုတ်ခနဲ့ဆိုပြီးတော့ချရတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့အထက်ကနေသူတို့ရဲ့အထက်ကနေသူတို့ရဲ့နောက်တန်းကနေရနိုင်တဲ့အကူအညီတွေကကျွန်တော်တို့ထက်အမတန်မှ limited ဖြစ်တယ် very limited ပေါ့နော်ဥပမာကျွန်တော်တို့ဆိုလို့ရှိရင်စစ်ကူလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တောင်ပိုင်းကနေပြီးတော့မှကျွန်တော်တို့ရဲ့ CB စစ်ကူတွေခေါ်မလားဒါမှမဟုတ်ရှင်လဲကျွန်တော်လိုအပ်တယ်ဆိုလို့ရှိရင်ဇုံလင်းကနေပြီးတော့မှစစ်ကူတွေခေါ်မလားကျွန်တော် social media မှာလည်းတွေ့ကြမှာပါပဲကျွန်တော်ဖလန်းတိုက်နေတဲ့ချိန်မှာဒီတိတိမျိုးနဲ့ပတ်သက်ပြီးတော့ကောလာဟာလာတက်လာတဲ့ခါကျတော့တိတိမျိုးကအထီးကြီးကြံခဲ့မနေဘူးကျွန်တော်တို့ချင်းကြီးနောင်ကနေပြီးတော့မျိုးဆောင်တက်တွေရှိနေပါသေးတယ်ဆိုတာကိုကျွန်တော်တို့တိတ်ပြီးတော့မလုံချင်ပေမဲ့ပြည်သူတွေသိရအောင်လို့ကျွန်တော်တို့အင်အားပြခဲ့တာတွေ့ရအောင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်မြောက်ပိုင်းထဲမှာလည်းကျွန်တော်တို့အင်အားတော်တော်များများကြံခဲ့ပါသေးတယ်ခုချိန်မှာလည်းကျွန်တော်တို့ကိုကူညီနေတဲ့အဖွဲ့ကအနည်းဆုံး10ဖွဲ့ကျော်လောက်ရှိပါတယ်အဖွဲ့20နဲ့10ဖွဲ့နီးပါးလောက်မှရှိပါတယ်အဲ့ဒီကျွန်တော်တို့ကူညီနေတဲ့အဖွဲ့တွေကလည်းနောက်ချန်ရတယ်အများကြီးရှိနေပါသေးတယ်တောင်ပိုင်းမှာလည်းပဲထိုနည်း၎င်းပဲရှိနေပါသေးတယ်ဒါပေမဲ့ခုနကျွန်တော်ပြောသလိုပေါ့ကျွန်တော်ဝင်ရမယ့်နေရာကအကန့်အသတ်နဲ့ဖြစ်နေတဲ့အခါကျတော့နေရာကျဲဝင်ရတာမဟုတ်ဘူးနေရာတိတ်တိတ်လေးကိုဒီတမိုင်ပတ်လည်လောက်ရှိတဲ့စခန်းဝင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့လူဦးရေရှိတိုင်းလဲဝင်တိုးလို့မရတဲ့အနေအထားမျိုးဖြစ်နေတယ်ဒါပေမဲ့ခုနကျွန်တော်ပြောသလိုတကယ်တမ်းကျွန်တော်ရှေ့ကပူပါမောပြောသားသလိုပေါ့နော်ကျွန်တော်တို့စစ်သားတွေမရှိလို့ရှုံးမှာမဟုတ်ဘူးကြီးစံတွေမရှိလို့ရှုံးမှာမဟုတ်ဘူးပတ်စံမရှိလို့ရှုံးမှာမဟုတ်ဘူးကျွန်တော်တို့နှလုံးသားကအလျှော့ပေးလိုက်ရင်တော့ရှုံးမှာပဲကျွန်တော်အလျှော့မပေးဘူးဆိုရင် every chance ကကျွန်တော်တို့စီမှာပဲရှိနေတာပါဘာလို့ဆိုတော့ခုနကျွန်တော်ပြောသလိုတကယ်တမ်းကျွန်တော်လူရဖြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်လူရလာတဲ့လမ်းကြောင်းဘယ်နေရာမှပိတ်ထားတာမျိုးမရှိဘူးမိုးပေါ်ကနေပြီးတော့မှလေထီးနဲ့ခုန်ဆင်းပြီးတော့ချလာကြလည်းမလိုဘူးကျွန်တော်တို့စစ်ကူလာတဲ့လမ်းမှာလည်းကျွန်တော်တို့ကိုပိတ်ထားတဲ့သူတွေလည်းမရှိဘူးအမေစကားစားဘက်ကဆိုလို့ရှိရင်စစ်ကူလာမယ့်လမ်းကလည်းမလွယ်ဘူးပြီးတော့ကျွန်တော်တို့စိတ်ဓာတ်ပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဖလန်းကကျွန်တော်တို့ရဲ့မြို့ကျွန်တော်တို့မွေးဖွားရနေရကျွန်တော်တို့ပိုင်နေနေရကျွန်တော်တို့ရဲ့အိမ်ကျွန်တော်တို့ရဲ့ပြည်သူတွေဖြစ်တာသူတို့ကကျူးကျော်တဲ့သူတွေကျွန်တော်တို့ကပိုင်ရှင်တွေကိုအိမ်ကိုပြန်ယူတာတရားတော်စစ်ဖြစ်တယ်ဖះရှေ့မှာလဲလူတွေရှေ့မှာတော့လည်းကောနိုင်ငံတကာရှေ့မှာလည်းပဲကျွန်တော်တို့လုပ်နေတာကကျွန်တော်တို့ရဲ့အိမ်ကျွန်တော်တို့ရဲ့မြို့ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုကိုကျွန်တော်ပြန်ယူနေတာကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုအတွက်ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ our rights ဟိုမှာကကြတော့မဟုတ်ဘူးကျူးကျော်နေတဲ့သူတွေသူတို့နဲ့လည်းဘာမှမဆိုင်ဘူးသူတို့ကိုယ်တိုင်လည်းသိတယ်သူတို့နေတဲ့တောင်ပေါ်ကသူတို့နဲ့မဆိုင်ဘူးသူတို့နဲ့ဆိုင်တဲ့အိမ်ရှိတယ်သူတို့နဲ့ဆိုင်တဲ့နေရာရှိတယ်ဆိုတော့အဖက်ဖက်ကနေပြီးတော့ကျွန်တော်တို့အတွက်ကဒါဟိုဘောနော်ဒီ percentage နဲ့တွက်မလား probability နဲ့တွက်မလားဒါကျွန်တော်တို့လက်ထဲမှာပဲရှိတယ်ပြီးတော့
ဒီနေ့ထိကျွန်တော်3လထိကြာတယ်တချို့ကတော့ပြောမယ်အခုထိဘာဖြစ်တယ်ညာဖြစ်တယ်တကယ်တမ်းကျတော့စိတ်သက်ကြမှာကကျွန်တော်တို့တွေမဟုတ်ဘူးသူတို့ဘက်ကစိတ်သက်ကြမှာ3လလုံးအဝိုင်းခံတယ်အဝိုက်ခံရတယ်ဆိုတာနေတာမဟုတ်ဘူးအခြေချုပ်ခံရတာပေါ့နော်တော့ဟိုကျွန်တော်တို့ခုဆိုလို့ရှိရင်လဲတော်လှန်ရေးဖြစ်တဲ့ထဲမှာတချို့တော်တော်များများကိုအခြေချုပ်ထားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အခြေချုပ်တယ်ဆိုတာကကန့်သက်ထားတဲ့ area ထဲမှာပဲနေရတယ်ကန့်သက်ထားတဲ့ area ထဲမှာတော့သွားလို့နေလို့လာလို့စားလို့ရတယ်ဒါပေမဲ့အဲ့ဒါထက်ကြော်ပြီးတော့သွားလို့မရဘူးအခုဆိုရင်ကျွန်တော်တို့ကသူတို့ကိုအခြေချုပ်ထားတာ3လလောက်ရှိပြီဆိုတော့ကိုကအခြေချုပ်ထားပြီးတော့စိတ်သက်ချုပ်ထားတဲ့လူကစိတ်သက်ကြပြီးတော့ချုပ်ခံတဲ့လူကစိတ်သက်မကြဘူးဆိုတာကဒါအလုံးဝအတိတ်ပဲမရှိတဲ့အနေအထားမျိုးဖြစ်ပါတယ်ဒါပေမဲ့ဟိုဟာပေါ့ကျွန်တော်တို့စကားပုံရှိတာပေါ့နော်ခွေးတော်မှကြောင်ပိတ်ရိုက်လို့ရှိရင်ပြန်ကြိုက်တတ်ပါတယ်ဆိုတော့သူတို့လည်းပဲကျွန်တော်တို့သူတို့ကြောင်ပိတ်တယ်ထင်နေတာပေါ့နော်တကယ်တော့သူတို့ကြောင်မပိတ်ပါဘူးဒါပေမဲ့သူတို့ကြောင်မပိတ်ဘူးဆိုတာကိုကျွန်တော်တို့နားလည်နိုင်အောင်လုပ်တော့အခုချိန်ထိလည်းကျွန်တော်တို့ပြနေပါတယ်ကျွန်တော်တို့ဖမ်းထားတဲ့ဒီဟွာတွေပေါ့ဒီဟွာပေါ့ဒီအချင်းသားတွေပေါ့နော်ပေါ့ကျွန်တော်တို့73ပတ်တွေကိုလည်းကျွန်တော်တို့ဒီနေ့ထိကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားပါတယ်ဒါဒီနေ့အဖြစ်ပြောမယ်ဆိုလို့ရှိရင်သူတို့ဟာကြောင်ပိတ်ခံရတာမဟုတ်ဘူးဆိုတာကိုကျွန်တော်ပြတာပါဒါထွက်ပြေးလို့မရအောင်ဒါကျွန်တော်တို့ဘယ်လိုပြောရမလဲဒီဟိုပါပေါ့ဒီအထူးသဖြင့်အောက်ဆင်းလာပြီးတော့မှကျွန်တော်တို့ပြည်သူတွေရဲ့နေအိမ်ကိုမီးရှို့လို့မရအောင်ဒါကျွန်တော်တို့က white ထားနေရခြင်းဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ဖော်ပြနေခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြန်ချုပ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစစ်ရေးကသူတို့အနေနဲ့ဆိုလို့ရှိရင်တော့စစ်ကူလူတလောက်ခေါ်ဖို့ကအဆင်မပြေဘူးစားစရာကုန်သွားတဲ့အခါမှာကျွန်တော်ဟိုမှာတည်တဲ့အတိုင်းပဲဟိုမှာစိုက်ပြုတ်လို့အဆင်မပြေဘူးလေတောင်ပေါ်မှာစစ်တိုက်နေတဲ့ချိန်မှာဘယ်သူကစိုက်မလဲကျွန်တော်တို့ကြတော့ဘေးနားတစ်ဝိုက်တစ်ခုလုံးကပြည်သူတွေအကုန်လုံးရှိနေတယ်ရွာတိုင်းကနေပြီးတော့ပြည်သူတွေကကုညီပံ့ပိုးပေးလို့ရတယ်ဒီနိုင်ငံခြားကနေလည်းကုညီပံ့ပိုးပေးလို့ရတယ်ဒါပေမဲ့သူတို့မှာကအားကိုးလို့ရတာလေချောင်းတစ်ခုပဲရှိတယ်လေချောင်းဆိုတာလည်းတည်တဲ့အတိုင်းပဲလေချောင်းနဲ့ပစ္စည်းချလိုက်ပြီဆိုရင်ဟိုပစ္စည်းစေကူမှာတစ်ခုလောက်ကကျွန်တော်တို့စီပါအနည်းဆုံးပြန်ရောက်သွားတယ်ပြီးတော့လူပေါင်းရောက်100ကျော်ရဲ့စာဝတ်နေရေးလူပေါင်းအယောက်100ကျော်ရဲ့လိုအပ်မှုအဝါကိုအမြဲတမ်းလင်းပြန်တဲ့တစ်ချိန်လုံးပေးနိုင်မလားမလွယ်ဘူးသူတို့တောက်ဖို့ရေကစားသူတို့စားဖို့ကစားသူတို့တိုက်ရမယ်အရာကစားစေဝါအကုန်လုံးကိုလေကြောင်းကနေထောက်ပံ့နေဖို့ဆိုတာမလွယ်ဘူးလူအင်အားထက်ချဖို့ဆိုတာကလည်းစစ်ဆိုတာကလည်းတွက်ရသေးတာအခုတကယ်တမ်းဆိုရင်ဖလန်းကိုအလုံးသိတဲ့တိုင်းပဲသူတို့ကအကုန်ဖြက်စီးတာလေအကုန်ဖြက်စီးတယ်ဆိုတော့သူတို့အတွက်ကတော့အကုန်လုံး minus ပဲဘာမှမကြံတဲ့အခွင့်မရှိတဲ့ဖလန်းမျိုးအတွက်သူတို့စစ်သားပဲနေရောက်ထပ်ပြီးတော့စတေးခံပါလေသူတို့လေရင်စီဘယ်လောက်စတေးခံမလဲကျန်တဲ့ဟိုမြန်မာနိုင်ငံမှာအရေးကြီးတဲ့မြို့တွေကုန်သွယ်ရေးမြို့တွေတိုးတက်ဖွံ့ဖြိုးနေတဲ့မြို့ကြီးတွေကာကွယ်ဖို့တွေတိုက်ခိုက်ဖို့တွေပြန်ယူရမှာအများကြီးဖြစ်နေတဲ့အချိန်မှာခုနပြောသလိုတောင်းပေါ်သူတို့ဖျက်ဆီးထားတဲ့စေးရုံတောင်မှသူတို့မီးရှို့ထားတဲ့ဟိုအခုချိန်မှာသူတို့ပြန်ယူရင်တောင်မှအစားကနေဟိုပတ်စံကုန်ရမဲ့ငွေယူပေါက်လို့ဖြစ်နေမဲ့တိုက်ဟောပေါ့မြို့အတွက်သူတို့ဘလောက်တကယ်ကုန်ချခံမှာမလို့လဲသူတို့ဟိုမြို့ပေါ်မှာရှိတဲ့လူတွေလည်းသူတို့ဟိုတောင်ပေါ်မှာရှိနေတဲ့ကျွန်တော်တို့ဟိုရဲဘော်ပေါ့နော်အဲဒီစကားစားတွေလည်းစဉ်းစားလို့ရမှာပါသူတို့တကယ်တမ်းသူတို့ရဲ့အထက်လူကြီးတွေကဒီသူတို့တိတ်ခါတရားလောက်အတွက်ပဲတကယ်တမ်းကျတော့စစ်ရေးမှာတွက်မယ်ဆိုရင်အကုန်လုံးအရှုံးနေကြီးပဲဒီဖလန်းမြို့နဲ့ဖလန်းမြို့ထဲမှာတောင်ပေါ်မှာပေးသမျှအစားအသောက်ပေးသမျှဟိုတစ်ခေါက်တုန်းကလည်းကျွန်တော်စစ်ကူအယောက်100လာပို့တယ်အကုန်လုံး west ပဲနောက်ပိုင်းမှာလည်းသူတို့ပို့သမျှအကုန်လုံး west ဖြစ်မှာပဲဆိုတော့ခုနပြောသလိုမရမကတိုက်မယ်ဟေ့အယောက်1000ထားမယ်ဟေ့အယောက်2000ထားမယ်ဟေ့လာထားကြည့်မလွယ်ဘူးခုနပြောသလိုကုန်းကြောင်းအရာအင်အားပေးဖို့လည်းမလွယ်ဘူးသူတို့ဘက်ကအဆအရာကအခက်တွေ့နေတဲ့ချိန်လားကျွန်တော်တို့အခက်လောက်ပဲတွေ့တာကိုကျွန်တော်တို့ထက်အရန်သူတွေကပို့ပြီးတော့ခက်ခဲပါတယ်သူတို့ကအဆအရာပိတ်ဆို့ထားခံရတာပါကျွန်တော်တို့ဘက်ကခုနပြောသလိုကျွန်တော်မဟာမိတ်တွေရှိပါသေးတယ်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲနာမည်တော့တိတ်မပြောချင်ပေမဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ချင်းကြီးနောင်ရဲ့ဒီအဓိကမဟာမိတ်ဖြစ်တဲ့ AA တွေလည်းအခုထိဟိုဝင်ပါမလာသေးပါဘူးဒါပေမဲ့ဘလို့မှမရတော့လို့ဒါမဖြစ်မနေဟိုလောက်ရတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုမဟာမိတ်တွေလည်းပါလာမယ်ဆိုရင်ဒီဟာကမရစရာအကြောင်းလည်းမရှိပါဘူးကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအယောက်100ကျော်လောက်ပဲရှိတဲ့မြို့တစ်မြို့ကိုကျွန်တော်တို့မဟာမိတ်တွေကိုယ်တိုင်ပါလာမယ်ဆိုလို့ရှိရင်ဒါပေမဲ့ခုနကျွန်တော်ပြောတဲ့အတိုင်းသူအဆင့်နဲ့ကျွန်တော်သွားပါတယ်အခုချိန်ကကျွန်တော်တို့ကိုအတကုံဟိုလူတွေကိုတေချီပျက်စီးခြင်းလို့တိုက်နေတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကိုမြို့ကိုပြန်ယူခြင်းတဲ့အနေအထားမျိုးဖြစ်တဲ့ခါကျတော့ကျွန်တော်တို့မှလည်းဟိုတစ်ထင်းချင်းသွားနေရတဲ့သဘောမျိုးမှာရှိပါတယ်ပြီးတော့ကိုရတဲ့ဟာလည်းကျွန်တော်တို့သင်ယူနေပါတယ်ကျွန်တော်စီမှာမဟာမိတ်ရှိတာပဲဆိုပြီးတော့အကုန်လုံးသူကြီးပဲတိုက်ခိုင်းလို့လည်းမရပါဘူးကျွန်တော်တို့လည်းဟိုတိုက်ရမှာပေါ့နော်ကျွန်တော်တို့ဒီအချိန်ကာလတစ်ခုအထိအခုမဟာမိတ်ကကျွန်တော်တို့ကိုလက်တွဲခေါ်နေတယ်နှစ်နဲ့ချီပြီးရှိလာပြီဆိုတော့ကျွန်တော်တို့လည်းပဲအတက်နိုင်ဆုံးကြိုးစားပြီးတော့ကျွန်တော်တို့ရဲ့ရင့်ကျက်မှုကျွန်တော်တို့ရဲ့
စစ်တိုက်ပွဲအတွေ့အကြုံတွေတင်ယူရတာပေါ့နော်ကျွန်တော်တို့တစ်ချိန်လုံးသူများလက်နဲ့ထမင်းစားနေလို့လည်းအဆင်မပြေတဲ့အနေထားမျိုးပါဒါပေမဲ့ခုနကျွန်တော်ပြောသလိုနောက်ဆုံးလိုအပ်လို့လုပ်ရမယ်ဆိုရင်ကျွန်တော်တို့မှာဆက်သွားရမယ်ဒီဟာပေါ့ဒီ planning တွေအဆင့်တွေအများကြီးချန်နေသေးတဲ့ချိန်မှာသူတို့ဘက်ကတော့တကယ်ကိုမလွယ်တာပါအရေးကြီးတာကပူပါမပြောသလိုပဲကျွန်တော်တို့တွေအ short မပေးဖို့ပေါ့နော်ကျွန်တော်နှလုံးသားခြေဖို့ဆိုတာနှလုံးသားကျွန်တော်တို့ကြီးမြတ်နေဖို့လိုတာပေါ့နော်ကျွန်တော်မ short တော့စိတ်ဇွဲလုံးလားဝရီရရှိနေဖို့ပဲလိုအပ်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ